ခြားသူတယောက်ရဲ့တလန်းမှုကိုရပ်တန့်လိုက်ရုံနဲ့ကိုယ်တလန်းမှုကိုအချိန်မြင့်မှုဘာမှမလုပ်နိုင်ပါဘူးမိတ်ဆွေများခင်ဗျာမင်္ဂလာပါAttitude Channel ကကြိုဆိုပါရစေကာရမာရောဝိထုတွေကရတဲ့အတွေးခေါ်နဲ့တွေ့ကြမှုကိုဆက်လက်တင်ပြလိုပါတယ်မနာလိုမှုဟာလေကားတစ်ခုမဟုတ်ခဲ့ပါဘူးတွင်းတစ်ခုပါပဲဒီတွင်းကဘာတွင်းလဲဆိုတော့တမိုင်းဟာတိဆောက်ဖို့မဟုတ်ပဲကောင်းကင်ဟာကြက်တလုံးတက်ပို့ပြီးမဆန်းလောက်သေးငယ်လုံးသလိုနှောက်ထားတဲ့လက်တွေနဲ့ပြည့်နှက်နေပါတယ်တခြားသူတယောက်ရဲ့ကံကြမ္မာကကျွန်တော်တို့ရဲ့ခိုးယူမှုလို့ခံစားရလောက်အောင်လူနှလုံးသားကိုဘယ်လိုထူးဆန်းတဲ့ကဏ္ဍနဲ့ညံကအုပ်ချုပ်နေလဲဒီနေရာမှာနေရာခွဲဝေမှုကြောင့်ပေါ်ကျွယ်ဝမှုယုံနေမသွားဘူးဆိုတာကိုကျွန်တော်တို့အလွယ်တကူမေ့လျော့နေကြပါတယ်ထို့အတူပါပဲလူတယောက်ရဲ့ထက်မြက်မှုကတခြားသူတယောက်ရဲ့အလင်းရောင်ကိုမေ့စေမှာမဟုတ်ဘူးဆိုတာသိနေလို့ပါပဲဒါတွေကိုကာရမန်ဇောဝိထုထဲမှာကျွန်တော်တို့အထင်ရှားတွေ့ရပါတယ်အမျိုးသမီးတယောက်ရဲ့အောင်မြင်မှုကကျွန်တော်တို့ရဲ့အောက်ခြေကလမ်းကိုတိုးစေမှာမဟုတ်ပါဘူးဒါလည်းသတိပြုစရာအချက်တစ်ခုပဲဘဝများစွာနဲ့ဂုဏ်သိက္ခာချီဖွင့်လှစ်ဖို့နေရာရှိပါတယ်အများနဲ့နေရာရှိပါတယ်ဒါကိုလူတွေကမေ့လျော့နေကြတာပါတခြားသူတယောက်ရဲ့ဘဝကိုတိုးစေတဲ့အခါဒါမှမဟုတ်သူတို့ရဲ့ဂတိကိုတိတ်ဆိတ်စေတဲ့အခါဒါမှမဟုတ်သူတို့ရဲ့ဖြစ်ပေါ်လာမှုကိုဖျက်ဆီးတဲ့အခါမညီမျှမှုကိုပြုပြင်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကြောင်းရမှုကိုကြော်ညာယုံပါပဲဒါတွေကတော့ကဘာကြီးရှားပါလာမှာကိုကြောင်းယွံခြင်းကျွန်တော်တို့ရဲ့နောက်ကျမှရောက်လာမှာကိုကြောင်းယွံခြင်းနှိုင်းယှဉ်မှုကကံကြမ္မာဖြစ်စေမှာကိုကြောင်းယွံခြင်းပါပဲထိုလိုတာကတော့ကဘာကြီးရှားပါလာမှာကိုကြောင်းယွံခြင်းနောက်ကျမှရောက်လာမှာကိုကြောင်းယွံခြင်းနှိုင်းယှဉ်မှုကကျွန်တော်တို့ကံကြမ္မာကိုကြောင်းယွံခြင်းဖြစ်စေမှာပါပဲဒါပေမဲ့ဘဝဆိုတာတစ်ခုတည်းတော့မဟုတ်ပါဘူးပန်းနိုင်ရှိတဲ့ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးဒါမရေမတွက်နိုင်တဲ့လမ်းကြောင်းတွေအတွက်ကျယ်ဝန်းတဲ့မှုရင်းတစ်ခုပါလမ်းကြောင်းတွေကမရေမတွက်များပြားပါတယ်ဒီရှုခင်းကိုကျွန်တော်တို့မြင်အောင်လိုက်ဖို့ပဲလိုပါတယ်ပညာရှိရဲ့စိုးတကားတစ်ခုရှိပါတယ်နည်းနည်းပဲရှိတဲ့သူမဟုတ်ပဲပိုလိုချင်တဲ့သူကသာဆင်းရဲတာပါဆိုတဲ့စကားပါပဲဒီစကားကသတိထားစရာတစ်ခုပါပဲမနာလိုမှုကနိဂတ်မှုကိုရှင်ပြိုင်မှုနဲ့ကြွားချမှုကိုချင်းချောက်မှုနဲ့မှားယွင်းစွာရှုမြင်ပါတယ်ဒါကလူတွေရဲ့အတ္တမောင်ဖုံးနေတဲ့အမြင်တစ်ခုပါပဲနောက်တစ်ခုကကိုယ့်ရဲ့ကောင်းကြီးတွေကိုပြုစုပြောထောင်နေတဲ့အစားတခြားသူတွေရဲ့ကောင်းကြီးတွေကိုရေတွက်ဖို့သင်ကြားပေးပါတယ်တကယ်တော့ဒါတွေကလူတွေဓာတ်တလို့ဖြစ်ပေါ်နေတဲ့အားကိုမတွေးတော့နိုင်ဘူးငွေခွဲမရဖြစ်နေကြတာဝမ်းနည်းစရာတချို့ကတခြားသူတွေရဲ့မြင်မလာတာမဟုတ်ပဲမြင့်မြတ်မှုဆိုတာဖြည့်ဆည်းခြင်းလိုအပ်တယ်လို့ကျွန်တော်တို့ယုံကြည်အောင်မကျေနပ်မှုကိုကျွန်တော်တို့ခွင့်ပြုတာပါပဲတိုးတက်မှုဆိုတာနှုတ်ယူခြင်းမဟုတ်ပါဘူးထို့တူပါပဲကြီးမြင့်မှုမှလည်းတွေးမလိုအပ်ပါဘူးကဘာကြီးကမျိုးဆက်တိုင်းရဲ့ရှားပါမှုကြောက်ရွံ့မှုကိုခံနိုင်ရရှိခဲ့ပြီးအခုထိမပြီးဆုံးသေးပါဘူးမျောလင့်နေစေပါဒီနေရာမှာအဓိကအရေးကြီးတာကမနာလိုဖြစ်မဲ့အစားတိဆောက်မဲ့သူတွေကိုစောင့်မျှော်နေစေပါပဲဒါကိုအသိဉာဏ်ရှိတဲ့လူတွေတတိတရားရှိထားဖို့လိုပါတယ်ကျွန်တော်တို့လူသားတွေအတွက်ကောင်းမွန်စွာနေထိုင်မှုဆိုတော့တခြားသူတွေကိုကြော်လွန်ဖို့မဟုတ်ပဲသူတို့ရဲ့အောင်မြင်မှုကျွန်တော်တို့ရဲ့အောင်မြင်မှုကိုယုံနေစေရဆိုတဲ့မစ္စရိယစိတ်တိမ်ငယ်စိတ်တွေပြည့်နေတဲ့လင်ညာမှုကိုညှင်းဆန်မှုပါပဲဒီနေရာမှာစိတ်ဝင်စားစရာအတက်စရာရှိတာကလက်တွေ့ကျအသိမြင်တစ်ခုပါပဲမနာလိုမှုကိုတရားမျှတမှုနဲ့ရက်စက်မှုကိုပြုပြင်မှုနဲ့အထင်မှားတာကိုရပ်တန့်မယ်ဆိုရင်ကျွန်တော်တို့အားလုံးအတွက်နေရာအားလုံးအလုံးလောက်ရှိပါတယ်နေရာတွေကကျွန်တော်တို့အများကြီးပေါ်ကျော်ဝနေပါတယ်ဒါကိုလူတွေကအတ္တလောဘနဲ့မနာလိုမှုတွေကြောင့်မမြင်ကြတာပါလူသားတွေရဲ့စိတ်ကအဓိကအရေးကြီးပါတယ်ကိုယ့်ရဲ့အတွင်းစိတ်ရဲ့ဆင်းရဲမှုကိုရင်ဆိုင်မှုညှင်းဆန်တာတခြားသူတွေရဲ့အပေါ်မှာတဘာဝကြကြနဲ့အမျှော်မြင်ရှိနဲ့ဝေဖန်ပိုင်းခြားနိုင်မယ်ဆိုရင်ကျွန်တော်တို့ကဘာကြီးဟာတာယာငြင်းနေမှာပါဒါတွေကတော့ကျွန်တော်ကာရမာဇောညီကိုများကိုဖတ်ပြီးရရှိလာတဲ့အတွေးမြင်တစ်ခုကိုမိတ်ဆွေများကိုတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်အတွေးမြင်တွေကိုလက်ခံတဲ့သဘောကျတယ်ဆိုရင်ကျွန်တော် subscribe လုပ်ပြီး like လေးပေးခဲ့လို့ရပါတယ်မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ